တမိုင်းဝင်အောင်ပွဲအတွက်ကားတစ်စီးမင်္ဂလာပါခင်ဗျ Latest Sport Channel ကနေကြိုဆိုပါရခင်ဗျာကမ္ဘာဖလားလိုပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်နိုင်မှုကနိုင်ငံတိုင်းအတွက်အိမ်မက်တစ်ခုလို့ပြောရမှာပါပုံမှန်ရှင်ပြိုင်နေကြအသင်းကြီးတွေတောင်မှကမ္ဘာဖလားဝင်ခွင့်ခြေစစ်ပွဲစဉ်တွေဆိုရင်မပေါ့ဆပဲတေချာအာယုံစိုက်ပြီးတော့ရှင်ပြိုင်ကစားလေးရှိပါတယ်ဒီလိုအိမ်မက်မျိုးကိုဥဇဘက်ကစ္စတန်ကစားသမားတွေကသူတို့နိုင်ငံတမိုင်းတစ်လျှောက်ပထမဆုံးချိန်ကောင်းထဲပေါ်နိုင်ခဲ့ပြီးတော့ဒီလိုအောင်ပွဲအတွက်လည်းအဖက်ဖက်ကရှီကျူးဂုံပြမှုတွေရခဲ့တာပါဒီထဲမှာမှနိုင်ငံသမရဖြစ်သူကတော့နီးပြနဲ့ကစားသမားတွေအတွက်ကားတစ်တစည်းစီလက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ဒီအသင်းကချစ်စစ်ပွဲအုပ်စုတွင်အီရန်ကာတာယူအေရီတို့လိုအသင်းကောင်းတွေရှိနေတဲ့ကြားကရှုံးပွဲတစ်ပွဲသာရှိခဲ့ပြီးတော့ချစ်စစ်ပွဲအောင်ခဲ့တာပါမန်စီးတီးကစားသမားကူဆာနော့ဖ်ကလွှဲရင်အသင်းမှာနာမည်ကြီးကစားသမားတွေပါဝင်တာမျိုးမရှိပေမဲ့ချစ်စစ်ပွဲတစ်လျှောက်ကစားပုံတော်တော်လေးကောင်းခဲ့ပြီးတော့အထူးသဖြင့်ပွဲစဉ်တိုင်းဘောလုံးကင်ကစားနိုင်ခဲ့တယ်လို့အခွင့်အရေးဖန်တီးနိုင်စွမ်းလည်းမြင့်မားခဲ့ပါတယ်ဒါကြောင့်မို့ဒီအောင်မြင်မှုကဥဇဘက်ကစ္စတန်နိုင်ငံလက်ရွေးစင်အသင်းအတွက်ရောကိုအသင်းပေါ်တခဲနဲ့အားပေးပြီးထိုက်တန်စွာဂုဏ်ပြုပေးတတ်တဲ့နိုင်ငံတော်သမ္မတနဲ့အတူနိုင်ငံသားတွေအတွက်ပါထိုက်တန်တယ်လို့ပြောရမှာဖြစ်ပါတယ်ခင်ဗျ